အဲ့ချင်းနေကြောင်းလည်းဖဖို့ပြောမယ်ပြောလို့ရတယ်ကိုမလုပ်ဘူးကိုလို့ကိုမလုပ်ဘူးချင်းနေမှာလည်းအခုကွဲပြားနေတာဒီအမြဲကွဲပြားနေတယ်ကွဲပြားမှာဗောချင်းမှာဆိုရင်အမျိုး53မျိုးရှိရလေကွဲပြားမှာဗောကွဲပြားလို့ရကွဲပြားချင်းနဲ့ကွဲပြားမှာဗောနော်အဲဒါ53မျိုးဆိုတော့ကွဲပြားလို့ရတယ်တစ်ဖက်မှာဆိုရင်ကွဲပြားကိုကွဲပြားရမှာစီလုံးမယ်ဆိုတာတော့လောက်ကြည့်တော့ခက်မှာစီလုံးဖို့ဆိုတော့ဒါခက်မှာဘုံတို့ပြည်သူတွေကနိုင်ငံရေးအကြောင်းကိုနိုင်ချွတ်မသိကြဘူးမသိကြဗမာနဲ့ချင်းရဲ့ကချင်ကတော်တော်ဆိုးတဲ့တိုင်းသားလက်နက်တိုင်းတော်တော်ဆိုးတယ်ကျွန်တော်မင်းပြောရစီနော်ကျွန်တော်ဘင်းပြောမယ်ဆိုရင်လေဖုံရတယ်နော်ဖုံဆိုရင်ဖုံကြီးဆိုရင်ဖုံကြီးလို့လို့ဒါပေမဲ့ကျွန်တော်လည်းအလိုမျိုးနိုင်ငံကြီးတဲ့မသိဘူးဒါပေမဲ့ကျွန်တော်အမင်းမှာဆိုရင်တော့ဖုံကြီးဆိုရင်ဖုံကြီးလိုနေနော်ဒါပေမဲ့ဖုံပြောတော့မှာတယ်နော်တော်ဆိုးတာဆိုးတယ်ချင်းမှာလည်းအစိတ်မော်တွေကွဲကွဲကုန်တယ်ပြန်တတ်နေကြတယ်ပြန်တတ်နေကြချင်းမှာလည်းစိတ်မော်တွေကွဲဗမာမှာလည်းစိတ်မော်တွေကွဲဟုတ်တယ်ဒါကြောင့်စုပ်ပဲ့နေကြတာပြောပါလို့ချင်းရဲ့ကရင်ရဲ့မာနေဖုံမာနေတိုင်းသားသုံးခုနော်ဘယ်တော့မှမစီလုံးမနေဟုတ်တယ်စီလုံးမရှိဘူးမင်းအောင်လိုက်ဒုက္ခပေးနေတာကိုမင်းအောင်လိုက်ကိုအရင်မတိုက်ဘဲနဲ့ကိုချင်းပြန်တတ်ကြတယ်နော်ဟုတ်တယ်ဒီလောက်နော်မင်းအောင်လိုက်ဒီလောက်ချင်းပင်နေဆက်နေတာနော်ကိုမင်းအောင်လိုက်ကိုကဖုံပြတယ်လို့မင်းအောင်လိုက်ကိုပတ်မတိုက်ကြောကိုချင်းကိုပြန်တိုက်နေကြနော်အဲ့ဒါဖုံမှန်တယ်ဒီလောက်ဗမာနိုင်ငံဗမာပြည်သူလူထုကိုမင်းအောင်လိုက်တက်ပြတ်ကြက်ပတ်နေတာကိုမင်းအောင်လိုက်ကိုဦးစားပေးမတိုက်ဘဲနဲ့ဟုတ်တယ်ဦးစားပေးမတိုက်ကြဘူးကိုချင်းပြန်တက်နေကြကိုချင်းပြန်တက်ဒီလဲတူတူပဲဒါကြောင့်ဟုတ်တယ်ကချင်ကရင်လည်းဒီလိုပဲစောက်ပဲ့တဲ့အောက်တန်းကြတဲ့တိုင်းရင်းသားသုံးမျိုးလို့ချင်းရဲ့ကရင်ဗမာရဲ့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးဟုတ်တယ်လွတ်မြောက်ဖို့တော်တော်ဝေးမဲ့တိုင်းရင်းသားအဲ့သုံးမျိုးလောက်မြတ်မယ်ဆိုရင်လည်းကိုအချင်းချင်းကိုပြန်တိုက်ခိုင်းနေအောင်ပါနော်ချင်းပင်နေရဆိုရင်ကျွန်တော်တို့ချင်းပင်နေဆိုရင်ကျွန်တော်တို့ချင်းပင်နေမှာပေါ့ဒါပေမဲ့ချင်းပင်နေကိုကြည့်မယ်ဆိုရင်အဲ့လိုမျိုးလွတ်မြောက်စစ်ကောင်စီမှာရှိတော့ဖို့ဆိုရင်ကိုပြန်တိုက်နေအောင်ပါဖုံပြောနေရောက်တဲ့အတိုင်းပေါ့နော်အဲကြောင့်နောက်နေ့ကျမှဘုံအဲ့ဒီအကြောင်းတွေကိုအကြိုက်ပြောမယ်ကြိုက်ပြောမယ်နားထောင်မယ်အခုလည်းကြည့်လေချင်းပြည်နယ်ပလောဝကိုရခိုင်တပ်တော်အေးကသိမ်းပေးထားတယ်အဲ့ဒါကိုဒီချင်းတွေကမဖြစ်ချင်တာလေမင်းတို့လိုချင်မင်းတို့သိမ်းလေဟုတ်တယ်လိုချင်တိုက်ပေါ့မင်းတို့လိုချင်မင်းတို့သိမ်းလေကိုကြတော့မသိမ်းနိုင်မင်းနဲ့သိမ်းထားတဲ့ကောင်ကိုမင်းတို့ကဘာဖြစ်နေညာဖြစ်တယ်ဆိုတော့ဟုတ်တယ်ချင်းပြည်နယ်လွတ်မြောက်ဖို့ပဲမင်းတို့အာရုံစိုက်ပါနော် CNF တွေ CNA တွေအဲ့ CNF CNA အစိုးဆုံးပဲ CNF နဲ့ CNA ကချင်းပြည်နယ်မှာအန်ယူပြည်နယ်ပေါင်းပြီးတော့အာနာကိုလဝကြီးအုပ်နေဟုတ်တယ်အဲ့ဒီအကြောင်းတွေဘုံနောက်နေမှာပြီနော်ဟုတ်တယ် CNF နဲ့ CNA ကဒါချင်းပြည်နယ်ရဲ့အန်ယူကြီးပဲနော်အခုမြန်မာနိုင်ငံမှာအာနာတွေကိုလူလဲကြပြီးတော့တလုံးတစ်ခက်ကြီးယူထားပြီးဘာမှမလုပ်တတ်မကင်တတ်နဲ့နော်ဒစ်လည်နေတဲ့အဖွဲ့ဟာအဲ့ဒါအန်ယူကြီးပဲနော်အာနာတွေကိုလဝကြီးအုပ်ယူထားပြီးဘာမှမလုပ်တတ်မကင်တတ်ပဲနဲ့ဒစ်လည်နေတာကအန်ယူကြီးအဲ့ဒီချင်းမှာလည်းအဲ့လိုပဲအန်ယူကြီးနဲ့ပေါင်းပြီးတော့တဆွေလုံးတစ်မျိုးလုံးအာနာတွေကိုအပြည့်ယူပြီးတော့ချင်းပြည်နယ်ကိုဝိဆိုင်ကြီးလုံးဝမလုပ်ပေးနိုင်အဲ့ဒါပြောတော့ CNM နဲ့ CNA ဟုတ်တယ်နော် CNM နဲ့ CNA ကအဲ့မှာယာရုတွေအကုန်လုံးကိုသူတို့ဆွေမျိုးတစ်စုတည်းကပဲယူထားတာလျှမ်းမုံစာအောင်ဆိုတာအန်ယူကြီးထဲမှာလည်းဖက်ဒရယ်ရေးရဝင်ကြီးတော့ CNF နဲ့ CNA မှာလည်းပဲသူကဒုတိယဥက္ကဋ္ဌဟောသူကပတ်ချက်လာပြီးတော့အဲ့ဒီ CNF နဲ့ CNA ကတစ်မျိုးလုံးတစ်ဆွေလုံးသူတို့ဆွေမျိုးတွေကြီးပဲယာရုအကြီးတွေယူထားတယ်ယူထားပြီးတော့ချင်းပြည်နယ်ကိုသူတို့ပဲအာဏာရှိကလိုဘာလိုနဲ့အာနာကိုလောကကြီးအုပ်ထားတယ်ဒုတိယအန်ယူကြီးပဲတူတူပဲအဲ့တော့အဲ့ကြောင့်ဘုံပြောလို့တော့ချင်းပြည်နယ်ကိုလွတ်မြောက်အောင်မတိုက်နိုင်သေးပဲနဲ့ဟုတ်တယ်ငါပြည်နယ်ကိုဟိုကောင်ကသိရမယ်ဒီကောင်ကချင်းပြည်နယ်ကိုလုံးဝမသိနိုင်သေးပဲနဲ့ကျွန်တော်ပြောမယ်ဒါဆိုရင်လေရခိုင်နော်လူလေရခိုင်ပြည်နယ်ကိုတိုက်အကုန်လုံးတိုက်နိုင်လို့လားသိနိုင်လို့လားနော်အဲ့လိုမျိုးတစ်ဖက်မှာပြောမယ်ဆိုတော့
ဖုံဖုံပြတယ်လို့ချင်းပီနေဝဲမတိတ်နိုင်ပြီးပဲနဲ့အဲ့ဒါဆိုရင်အာရခတ်တော့အဲလေရခိုင်ပီနေရုံးကိုတိတ်နိုင်ပြီလားနော်အဲ့ဒါကိုပြောချင်တယ် ကဲငါပြည်နယ်ကိုဘယ်သူကအုပ်ချုပ်ရမလဲ ဟုတ်တယ် အန်ယူပြည်နယ်တူတူပဲတပုံစံနဲ့ပဲအခုလည်းကြည့်လေအန်ယူကျသူ့ကိုယ်သူအစိုးရ ဟုတ်တယ် ဘာမှမလုပ်နိုင်ဘူးဒီဘေးမှာလည်းတပီတော့ဘာမှမလုပ်နိုင်ဘူးဒီပမှာလည်းဖြစ်ဖြစ်မြောက်ဘာမှမလုပ်နိုင်ဘူး ဟုတ်တယ် နော်တဝေထိုးနေတာနဝေတိန်တောင်နဲ့နဝေတိန်တောင် တယ်လို့ကြည့်ချင်မပြောပါနဲ့ကွာ yes right အဲ့ဒီချင်းနဲ့အန်ယူကြီးကတူတူပဲဒါ CNF နဲ့ CNU ကိုပုံပုံပြောတာပေါ့နော်ဒါကြောင့်ရခိုင်ကျောက်တော် A ကပြောတယ်ငါတို့ချင်းပြည်နယ်ကိုတိန်းထားတာငါတို့ရခိုင်အုပ်ချုပ်ဖို့မဟုတ်ဘူးဒါမင်းအွန်လိုင်းလက်ထက်ကနေငါတို့အခြေအနေအရပထဝီအရဗျာပလက်ဝဟာရခိုင်ပြည်နယ်အတွက်ဝင်ပေါက်ထပ်ပေါက်နေနဲ့တိတ်အရေးကြီးလို့ငါတို့မဖြစ်မနေခဏတိန်းထားတာ ဟုတ်တယ်မှန်တယ် အဲ့ဒီပလက်ဝကိုတကယ်အုပ်ချုပ်ရေးတွေစတင်ပြီဆိုရင်ပလက်ဝဒေသမှာရှိတဲ့ချင်းလူမျိုးတွေချင်းတိုင်းရင်းသားတွေကိုပဲငါတို့ကအုပ်ချုပ်ရေးတွေစီမံခန့်ခွဲပေးသွားမှာနော်ဒါကြောင့်မင်းတို့ချင်းအစိုးရအနေနဲ့ပဲဖြစ်ဖြစ်ချင်းတော်လိုင်းလက်နက်ကိုင်တွေအနေနဲ့ပဲဖြစ်ဖြစ်ချင်းပြည်နယ်လွတ်မြောက်အောင်ပို့ပဲမင်းတို့အာယုံဆိုင်ဒီပလက်ဝကိုလာပြီးတော့မျက်စောင်းထိုးမနေနဲ့ ချင်းပီနေလို့မျိုးဖွာရုံစိုက်ဟုတ်လားအဲ့ဒါတော့မှန်ပါတယ်ခုဆုံးပြောတာမှန်ပါတယ်ဒါနဲ့ဒါဆိုရင်အရခတ်တော့အဲလေရခိုင်ပီနေလို့မျိုးဖွာအရင်ဆုံးတိုက်ရမှာမဟုတ်လားအာယုံစိုက်ရမှာမဟုတ်လားနော်သူမြနေကိုအရင်ဆုံးကတော့တိုက်တာနော်ခုမှလေရခိုင်ပီနေမှာကျွန်တော်ပြောမယ်ကြောက်ဖြူတော့စစ်တွေတော့တိုင်းပြီလားနော်ကျွန်တော်လည်းအဲ့ဒါကိုပြောချင်တယ် အခုကပလက်ဝကိုလာပြီးမျက်စောင်းထိုးတာပါးရိုက်မှာအဲ့ကောင်ကြီးချင်းရကောင်တရားမုံစာကောင်တို့လူ ဟုတ်တယ်တရားမုံစာကောင်ကလူလေအချောင်သမားအဲ့ကောင်နော် လောက်ကြည့်တော့မပြောပါနဲ့ကွာ ဒီယူထားတယ်ဘာတစ်ခုမှအလုံးမလုံးနိုင်အခုအန်ယူဂျီမှာဖရယ်ရေးတာဝင်ဘာအလုံးလုံးနိုင်လို့လဲပြောတတ်မှာဟုတ်၃နှစ်နဲ့တလဘာအလုံးမှမလုံးနိုင်ဘူးနောက် CNF မှာလည်းဘာအလုံးမှမလုံးနိုင်ဘူးအစိုးရတွေကောက်ဖက်ပြီးအဲ့ကြောင့်အဲ့ကောင်ကအာနာယူနေတာအချောင်သမားအချောင်သမားဘာကောင်မှမဟုတ်ဘူးဘာကောင်မှ ဟုတ်ပါပြီ ခုလည်းပဲရခိုင်သိမ်းထားတဲ့ပလက်ဝကိုတွားပြီးတော့မျက်စောင်းထိုးနေတာတို့ကြီးမင်းမမေတိုက်လေအခုပလက်ဝမှာပြောနေမင်းတို့ထန်တလန်တို့တိုက်ပြီးပြီလား ဟုတ်တယ်ဒါကတော့တိုက်ပြီးဆိုတော့ပါ ခလေးတို့တိုက်ပြီးပြီလား နော်အဖေပြောတယ်လို့ပဲထန်တလန်းလို့ဟာခါတော့ဆိုတော့တိုက်အောင်မတိုက်ဘူးနော်တိုက်အောင်မတိုက်ဘူးဖောင်းမှနဲ့ဖောင်းမှနဲ့ ကိုချင်းကြီးနေတော့ကိုလွတ်မြောက်အောင်မတိုက်နိုင်သေးပဲနဲ့ဟောအာနာကလိုခြင်းအုပ်ချုပ်ရေးကလိုခြင်းတမရကဖြစ်ခြင်းဝင်းကြီးချုပ်တကယ်ဆောက်ရေးတကယ်ဆောက်ရေးချင်းလဲဆောက်ရေးပါလဲဆောက်ရေးပဲနော် ဆောက်ရကုန်လုံးကဆောက်ရပေါ့